Happy Friday ဆိုတော့တကယ်ချင်းနဲ့ hang out လုပ်ဖြစ်တဲ့ vlog လေးပါပထမဆုံးအနေနဲ့ဘိုက်ဆန်ကိုกินသွားစားပါတယ်ပြုတ်ပြီးမှกินစားတိုင်းစိတ်ညစ်ရတာအခြေမပါလို့ပါ3ယောက်တည်းစားတဲ့ဟာကို138ကျပ်ကျလို့စိတ်ညစ်သွားပါတယ်ဒီ insect ကောင်လားအဲ့ဒါလေးတွေ့ရနဲ့စမ်းစားကြည့်ချင်လို့ဆိုပြီးတော့ကြည့်နေတာပါဒါပေမဲ့ကြောက်လို့မစားဖြစ်ပါဘူးဒီဝါပိုးလို့ခေါ်လာအဲ့ဒါပဲစမ်းစားကြည့်လိုက်တယ်ပထမဆုံးချိန်စားရဆိုတော့မစိုးစားကောင်းနေစားလို့တောက်လို့ပြီးသွားတဲ့အချိန်မှာတော့တကယ်ချင်းနဲ့အေးဆေးထိုင်ပြီးတော့ဖြော်ရည်လေးပါတောက်ပြီးတော့ chill မဲဆိုင်ကိုလိုက်ရှာနေပါတယ်ဘယ်တော့မှမသိတော့လို့အရင်တစ်ခါထိုင်မှုတဲ့ဆိုင်မှာပဲပြန်ထိုင်ဖြစ်လိုက်ပါတယ်ဒီဆိုင်ကတော်တော်လာတယ်တပ်ပုံရိုက်လို့အရန်ကောင်းတယ်ပေါ့နော်ဒါမဲ့ဒီစားစရာလေးကတော့နည်းနည်း over price ဖြစ်တယ်ပေါ့နော်ဒါကတော့ TikTok လေးတပုတ်ရဖို့ကြရက်ထနေရပါညိုကတော့လိမ္မာစွာနဲ့ဖြော်ရည်လေးပဲတောက်တဲ့ဟာကိုတကယ်ချင်းနေရမရဘူးဆိုလို့ဝိုင်းလေးမှာလိုက်ပါတယ်cheers ဆိုကြည့်ပေါ့နေပါရအဖလာလေးရှိရဆိုတော့ဒီနေ့ကတော့ကောင်းကောင်း chill ဖြစ်ခဲ့ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲ bye